ဒီနေ့မောင်ကတော့သူမဖတ်မလို့ဖတ်တော့လို့စားပြမှာဖြစ်ပါတယ်။အရန်ချစ်တယ်ပြောတယ်မဖြူလေးကြိတ်ပစွန်တဲ့ချက်ကစိတ်ကောက်နေလို့ချော့ထားလိုက်မယ်။ဒါတွေကတော့သူမရဲ့မာယာတွေပဲဖြစ်ပါတယ်။မာယာမဟုတ်တဲ့အစာလုပ်ဖို့အတွက်စားလို့ရတာတွေအကုန်ထည့်ပြီးရင်တက်ထားသမျှတိုင်မောင်းစုံနဲ့နေအပြားပေါ်စားတဲ့ရေစို့ပြန်ထွက်လို့မရအောင်တော့ခက်သူမဘေးရန်ကောင်းလေးပါချင်းလို့အချင်းပါထပ်လုပ်လိုက်တယ်စော်ကြည့်မဲ့တော်ကီများတော့ဂေါ်ဘီပဲတီးနေရတယ်ဗျဝေးရိုစီတဲ့ပြီးရင်ဖုတ်သက်တဲ့ဟောမားလို့ဖတ်ထုတ်တဲ့အဲ့တော့အောက်ချီကျွန်တော်လိုညူလိုက်ရင်ရေထဲအုပ်ဖုံးခဏစောင့်ပြီးလမ်းကြမ်းကြက်ကြည့်ကြက်ရင်ထဲပကံလေးကောင်းတယ်